ကျွန်တော်ကျွန်ရတယ်ဒါပေမဲ့ရေလုံးကဆိုတော့ဟိုဒီလောက်တော့ကြီးဘူးအခုတစ်ခါကျတော့ရေက3-4ရက်ဝိရခါကျတော့စပါးပင်တယ်အကလုံးပြက်သွားတယ်အဲ့ဒါအရင်ကဆိုပြောင်းနေရောစားသေးတယ်ပြောင်းကောက်နေရောသေးတယ်နောက်အခုဆိုပြောင်းလည်းမကောင်းပြောင်းလည်းပိုးထိုးနောက်ပြောင်းကောက်လည်းအခုပြောင်းကောက်ခင်းလည်းမရှိနောက်တချို့ကျတော့အဲ့ဒီတောင်ရစပါးတွေလှုပ်တယ်နောက်တောင်ရစပါးလည်းပိုးဖြက်နေတဲ့ခါကျတော့လည်းအဲ့ဒါကျတော့အဲ့ဒီတနည်းစာဝတ်နေရအတွက်မဖူလုံတဲ့လူလည်းရှိသေးတယ်ကျဲနာကြကြောက်တည်တော့ပါတယ်ခံစားရတော့တော်ခံစားရတယ်ကျဲမွေးထားတယ်ဆိုတော့ကိုကစက်ပြိုးမွေးမြူထားတယ်ဆိုတော့သူကိုရိတ်သေးတဲ့ချိန်ဆိုစားဖို့လဲကိုရထားတယ်ကိုအတွက်ကအမျိုးစားဦးနေရအတွက်ဆိုလဲနည်းနည်းပဖူလုံတယ်ပေါ့ရောင်လို့ပါတော့ဆိုလဲအဲ့လိုမျိုးလှုပ်စားတာမျိုးရှိရင်နောက်အခုကကျတော့အကလုံးတည်သွားတော့အကလုံးဆုံးရှုံးသွားတယ်လို့ခံစားရတယ်ပေါ့နော်ဒီနိုင်ငံရေး6ဆိုလဲကွန်ပျူတာကတတ်ရှာလို့မရဘူးအဲ့လိုမျိုးအိမ်မှာနေပြီးမှဗလဲအိမ်ဘေးပေါင်းချိန်ဆိုလဲအမျိုးတရက်အဲ့မျိုးလောက်စားခါတွေသူတို့ခေါ်ဆိုလဲမတန်ဘူးပေါ့နော်စကန်ဒီမှာကစကန်ကခက်ခဲများစွာရှိရပေါ့နော်ဒီအခုအလူရှင်က3-4လတော့ပြနေတာမျိုးရှိပါတယ်အခုကလုံးဝဗလဲအလူရှင်တော့လုံးဝကိုမရှိတော့ပါဘူးပေါ့နော်ခက်ခဲနေတာဆိုတော့ဗလဲဆန်ကစားခက်ခဲရှိပါတယ်အဓိကစားဦးနေရပိုင်းဆိုတော့အခုကဆန်လဲထပ်ပန်းလူမရှိဘူးပေါ့နော်အခုကခက်ခဲကမိသားစုတိုင်းလည်းဒီစားဦးနေရပိုင်းပါဆန်စီစားအစအမျိုးကျမရင်းနဲ့ပတ်သက်တာလုံးဝခက်ခဲရှိပါတယ်ပေါ့ဆံပြုတ်တောက်မဲ့အချိန်နေတော့ရောက်သွားနိုင်တယ်အဲ့လိုမျိုးကျွာလုံးအတွက်ဒီ
စာဝန်နေအဆင်ပြေဖို့အတွက်အဲ့ဒီအင်ဂျိုဖွဲ့စည်းဒီပါတွေထောက်ပံ့မှုဒီရနိုင်မလားမရနိုင်ဘူးလားတမို့အစိုးရဘယ်အဖွဲ့အစည်းကိုတင်ပြပေးရမလဲဒါမှမဟုတ်ရင်အဲ့ဒီ IEC ကိုကျွန်တော်တင်ပြခွင့်ရှိလားမရှိဘူးလားဆိုတာအဲ့ဒါကိုပဲသိချင်တယ်